အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အရန်အောင်မှာလူကြိုက်များနေတဲ့ Teach Your Lesson ဆိုတဲ့ movie series တွေတဲ့က episode 5မှာပါဝင်တဲ့မူလာတန်းပြဆရာမလေးရဲ့တကယ်ဖြစ်ရမှန်ဟာဇလန်းတွေတဲ့ကထက်ပိုပြီးတော့ဝမ်းနေကြည်ခွဲဖို့ကောင်းပါတယ်ဒီနေ့မှာတော့ဇလန်းတွေတဲ့ကလိုမျိုးတကယ်အပြင်လက်တွေ့ဘဝမှာပြင်းထန်တဲ့ဖိအားပေးမှုတွေကိုမခံနိုင်တော့ဘဲနဲ့ဘဝကြီးကိုရှုံးပေးလိုက်တဲ့ဆရာမလေးရဲ့ဖြစ်ရမှန်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်တူတူကြည့်လိုက်ကြအောင်လားရှင်ဇလန်းထဲမှာဆီယာမာလေးကိုလာရောက်ကဲတင်ပေးမဲ့သူရှိခဲ့ပေမဲ့တကယ်လက်တွေ့ဘဝကဆီယာမာလေးကိုတော့ကဲတင်နိုင်ခဲ့တဲ့သူမရှိခဲ့ပါဘူးရှင်ဒီဖြစ်ရဟာလွန်ခဲ့တဲ့2023ခုနှစ်ကတောင်ကိုရီးယားနိုင်ငံ COE မူလာတန်းကျောင်းမှာတကယ်ကိုဖြစ်ပွားခဲ့တဲ့ဖြစ်ရမှန်တစ်ခုဖြစ်ပါတယ်အသက်24နှစ်အရွယ်ပဲရှိသေးတဲ့ဆရာမလေးဟာလူကုန်တဲ့အတိုင်းဝိုင်းကကလေးတွေတက်တဲ့ဒီကျောင်းမှာကျောင်းသားမိဘတွေရဲ့မတရားဖိနှိပ်မှုအာဏာပြဆဲဆိုမှုတွေကိုရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ပြဿနာစဖြစ်ခဲ့တဲ့ပုံစံကတော့အတန်းထဲကကျောင်းသားတဦးကနောက်ကျောင်းသားတဦးရဲ့နဖူးကိုခဲနဲ့ချစ်မိရာကနေပြီးတော့စတင်ပြီးတော့ဖြစ်ပေါ်လာခဲ့တဲ့ပြဿနာဖြစ်ပါတယ်။အတန်းထဲမှာကလေးတွေအချင်းချင်းဖြစ်ကြရဲဆိုပေမဲ့လည်းလူကုန်တဲ့မိဘအတိုင်းဝိုင်းတွေကအခုလိုဖြစ်သွားတဲ့ကိစ္စတွေအပေါ်မှာဆီယာမာလေးကိုမကျေနပ်ပဲနဲ့ဆီယာမာလေးရဲ့ကိုယ်ပိုင်ဖုန်းတွေစီကိုအကြိမ်ကြိမ်ဆက်သွယ်ပြီးတော့ဆဲဆူနှောက်ယှက်ခဲ့ကြပါတယ်။ဒါရမကသေးပဲနဲ့ဆီယာမာလေးရဲ့ရုံးခန်းနဲ့အထီပါလာပြီးတော့နားနေဆောင်လူများရှိမှပါအဆက်ခွဲစော်ကားခဲ့ကြတာပါပထမဦးဆုံးအလုပ်သင်ဝင်ကစားဆီယာမာလေးတယောက်အနေနဲ့အခုလိုမျိုးပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာဖိအားပေးမှုတွေကိုမခံနိုင်တော့တဲ့အဆုံးမှာကျောင်းရဲ့စာသင်ခန်းအတွင်းမှာပဲကိုအဆုံးစီရင်သွားခဲ့ပါတယ်သူမကွယ်လွန်သွားပြီးတဲ့နောက်မှာတော့ရှာဖွေတွေ့ရှိခဲ့တဲ့ဒိုင်ယာရီစာအုပ်ထဲမှာကျောင်းသားမိဘတွေရဲ့အနိုင်ကျင့်မှုတွေဘယ်လောက်တောင်ခံစားခဲ့ရလဲဆိုတာကိုရေးသားထားတာတွေ့ရှိခဲ့ရပါတယ်။ဒီဖြစ်ရကြောင့်ပဲတောင်ကိုရီးယားကဆရာမထောင်ပေါင်းများစွာကလမ်းပေါ်ထွက်ပြီးတော့ဆန္ဒပြခဲ့ကြတာပါ။အစိုးရကလည်းဆရာမတွေကိုကာကွယ်ပေးမယ်ဥပဒေသစ်တစ်ခုကိုအတည်ပြုထုတ်ပြန်ပေးခဲ့ကြပါတယ်။ကဲကြည့်ရှုနေကြတဲ့ပရိသတ်ကြီးရောဇလန်းတွေတဲ့အထက်အပြင်မှာပို့ပြီးတော့စင်မကောင်းဖြစ်စရာကောင်းတဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးထင်မြင်ချက်တွေရှိလဲဆိုတာ comment မှာရေးသွားပေးကြပါအောင်ရှင်။အခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ Let's Watch Together Channel ကို Like and Follow လေးလုပ်သွားပေးကြပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ Let's watch together.